5/5 9G 2G ပွဲလေးကိုကျွန်တော်ဒီနေ့ weekly လေးပြန်လုပ်ပါမယ်ပြီးလို့ရှိရင်ဘယ်လိုမျိုးလေးတွေ play ဆိုင်လေးတွေ play ရမယ်ဆိုတာကိုပါကျွန်တော်တခါလေး RAM မှာပါတုံးချလို့ရအောင်ကျွန်တော်ရှင်းပြပါမယ် Okay intro winner နဲ့တင် first video ပြီးပါတယ်ကျွန်တော် weekend တော့မလုပ်လိုက်ရအောင်ထားပါအဲ့ဒါဆိုရင်နောက်ထပ် video တခုကိုတွားမယ် second video မှာဆို EAB ရဲ့လုတ်ပိုင်ကိုလုံးဝအထင်သားမြင်ရတယ်ဒါတိလားကျွန်တော် Gufra တို့ high လို့လုံးဝ initiate မလုပ်ကြဘူးလက်ဘူးနဲ့ phobia က initiate အဓိကထိုင်းလုပ်ကြတယ်ဘာလဲဆိုရင်အချိန်နေနဲ့အနေခါကိုကြည့်ပြီးတော့တန်းတော့နောက်မှနေပြီးတင်နေပြီးရအဲ့လိုပဲဗျာကို့မလိုဘူးကို့မချစ်ဘူးဆိုရင်လေကြမ်းခဲတင်ကြမ်းခဲရတယ်ကိုချစ်ပါတယ်ဆိုပြီးအရင်ကတ်တယ်နေတူတူနှောက်ချက်ဖြစ်တယ်ဗျာဒီကောင်းလေးတိလားတခုမစင်းစားမိတာ objective file မှာဒဏ်မိဘဲကောင်ပေးမယ်ဆိုတာဗျချန်ခဲအားလေးကင်းဒဏ်မိများတဲ့ကောင်မဟုတ်ဘူးကွာကွနပီယာတဲ့ကောင်မရှိရကွနပီယာရတယ်အဲ့လောက်ကြီးလုံးကွက်ထွက်တဲ့တဲမှာမပါတော့ objective file ကြီးက fail ပြီပေါ့ဟာပြီးတော့အားလီဂိမ်းမှာတင် high လို့ကြီးကကြောင်ပြောက်ပြီးတော့ခေါင်းတော့တွေးလိုက်မှာဘာတကောင်နဲ့ဂျုံပြီးတော့ပြတ်သွားတာကြီးကွာဒီမှာလက်ပုကွာမက်စမောက်300နဲ့မှာဝင်ရိုက်တယ်ကွာဒီကအဲ့တွေးကိုင်းသွားရဆိုတာတော့တာဝါဒမ်းမိကြောင်ဒီကောင်ကဒမ်းမိမပေါ့တကယ်မပါတာကွာဒီလားချန်ကဲဆိုရင်ကြည့်ဗျာတာဝါထဲမှာဖောက်တန့်ပြက်အေးဘောကိုက12000နဲ့တောင်းကူအောင်ဆိုတော့တော်တော်ကွာသွားပြီဘလုံးမများတော့လေဂိမ်းတာမဲ့ပြောအောင်လေချန်ကဲတကောင်တော့အာအောင်နောက်လို့ရတယ်အေစီယာလည်းအဲ့လောက်ကြီးမဟုတ်ဘူးကိုကောင်းနေဗတဲ့ယူသားဖို့ကောင်းနေပါဒီကဘယ်ချိန်မလို့ကောက်ပြီးဝင်လို့ရအနေစားကိုဖူကဖမ်းလိုက်တယ်ခုံတန်းပြီးရောက်ချတာနတန်ကတော့ဒါသူမက်စမန်မှုတို့နောက်မှဝင်တယ်ပြဿနာမရှိဘူးဒီကောင်တန်းပြီးကလောက်ပြီးတာဗီဒီယို2ဆိုတာဆိုတော့ဒါဗီဒီယို2ပွဲမြောက်ပေါ့နော်နှစ်ပွဲမြောက်ပေါ့နော်တွေ့လားဒီပဒန်းကိုလုံးဝကြီးအရင်ဖြတ်လိုက်တယ်ဖြတ်ပြီးပဒန်းတိတ်သွားပြီပဒန်းအားလီဂိမ်းမှာနှစ်ခါတော့တိတ်ပြီဆိုရင်ဒီပွဲကဟိုကောင်လေးဘက်ကအော်တိုဖေးဘာလို့ရှိရင်အားလီ object တင်ပါဗျာ EAB ကအရေးကြီးဆုံးပဲပွဲတစ်ပွဲရဲ့အစမှာအရေးကြီးတော့ EAB အဲ့ဒီ EAB မရှိရင် object ဆိုင်မရ object မဆိုင်မရလို့ရှိရင်ဟိုပွဲ fee က percentage ပုံများပါပြီအဲ့တော့ EAB ကိုအဓိကကန်ရမယ်ဒါတော့ပဒန်းမမအောင်သူ့ဘက်ကတိမ်မိတွေညံ့တယ်လို့ပဲသဘောထားတယ်ဘာလို့လဲဆိုရင်ပဒန်းကိုဆော့ဆော့တိမ်မပေးနိုင်လို့